မယောင်းအဓိကတော့ဒီထဲထည့်ထားတာမယောင်းပြဘူးပေါ့နော်ဒါလေးတွေကလည်းစိတ်ပန်းဖြေတဲ့အနေနဲ့ပဲစုကြတာဆိုတော့ဝါသနာရပင်ပန်းနေတာဆိုရင်ထုတ်ကြည့်လိုက်ဒါကလည်းပြောရမှာဆိုရင်ဒီလိုစုတဲ့လူတွေဝါနာပါတဲ့လူတွေပဲတည်တဲ့ခံစားချက်အိုးလေးတစ်လုံးကွဲသွားတာတော့ဘာလို့ဆိုရင်ဖြည့်တဲ့ခံစားချက်ကလည်းမကောင်းဘူးလေဒါလေးတွေဆိုလဲလက်ရလေးတွေကတော်တော်ကောင်းတယ်ထောက်ကလေးတွေပေါ့နော်အဲထောက်မှာသူတို့လှုပ်ထားတဲ့ပုံလေးတွေတရေတို့ပြဲတို့ပုံစံလေးတွေအားလားတွေတော်တော်နှုတ်စိတ်စုထားတဲ့အိုးတွေကတော့ကိုတကယ်ကြိုက်လို့စုထားတဲ့ဟာတွေပဲပေါ့အိုးတွေပို့ပြီးယူတော့အလောက်ကပြန်လာလို့အဲ့ခါနေဆိုရင်မှန်ပြီးတော့ဖွင့်ပြီးတော့ကိုထုတ်ကြည့်ကျင်တဲ့အိုးတွေထုတ်ကြည့်လိုက်ပြန်ထဲလိုက်အိုးတွေမှာအဲ့ထိုင်းအိုးတွေစုပစ်တယ်ဒီကတော့မမရရတော့ဒီအိုးသေးလေးတွေဒါလည်းသူတို့ရဲ့ဂျပန်ဒါတော့ဟမ်းမိတ်မဟုတ်ဘူးသူတို့မူကနေပဲပြန်ထုတ်တဲ့အိုးလေးဘယ်ကနေစစုရမှမသိတော့ကျွန်တော်ညမဝန်ဝဲတယောက် VNN သွားတော့ VNN ဝယ်ခိုင်းလိုက်တာအဲတော့ဒီလိုမျိုးပုံစံလေး10လုံးလောက်ပါဂျပန်ပထမဆုံးဟိုကနေတွင်ပြီးအစ်စ်ကိုဒါလေးတွေနဲ့စစုနောက်ပိုင်းကတော့ဂျပန်အိုးတွေအပြင်အဲကျွန်တော်ထိုင်းဟမ်းမိတ်အိုးလေးတွေပို့စုပြတယ်သူတို့ရဲ့ထိုင်းရလက်ရလေးတွေဒါလေးတွေဆိုလဲလက်ရလေးတွေကတော်တော်ကောင်းတယ်ထောက်ကလေးတွေပေါ့နော်အဲထောက်မှာသူတို့လှုပ်ထားတဲ့ပုံလေးတွေတရေတို့ပြဲတို့ပုံစံလေးတွေအားလားတွေတော်တော်နှုတ်စိတ်အိုးလေးတွေကတော့တေးသေးလေးဒါပေမဲ့အဲတေးသေးလေးတွေရောဟိုမှာလှုပ်ထားတာလေးdaတော်တော်လုံးဝင်ပြီးတော့quality တော့ကောင်းတယ်ပေါ့နော်တော်တော်များများတော့အကြောင်းညီမကြီးကြပြီးတော့သူပို့လိုက်တဲ့ဟာတွေများပါတယ်ထိုင်းကနေရတဲ့ဂျပန်အိုးလေးတွေရှိဒါလည်းဟမ်းမိတ်ပဲသူတို့ပကြီးဆွဲထားတဲ့ဟာဒီကောင်ကတက်တာ box ပါမယောင်းအဓိကတော့ဒီထဲထည့်ထားတာမယောင်းပြဘူးပေါ့နော်ကျွန်တော်ဆက်စုတော့အကြီးဆုံးအိုးတွေဟိုဒီအောက်မှာတော့ရှိရင်တော့ဂျပန်ကွန်တိန်နာကြားတွေပေါ်တော့ကျွန်တော်စီမှာဝယ်ရတာအိုးတွေဈေးတက်တာတယ်နောက်ပိုင်းဂျပန်ကွန်တိန်နာကြားမရတော့အိုးတွေလည်းရှားသွားတယ်တွင်းတဲ့လူတွေတိတ်မရှိတော့ဟိုဝယ်ရတဲ့ဟာမှာလည်းရှားပါသွားတယ်ပြီးတော့ဈေးတန်ဖိုးနေနေရတော့များတော့ကျွန်တော်စီဆက်ရောက်တော့ဒီအိုးလေးတစ်လုံး9000-6000နဲ့အယောင်းတင်တာဒါကတော့ဗကြီးကတော့သူတို့ဟိုဆေးရိုက်ပေါ့နော်ဟမ်းမိတ်တော့မဟုတ်ဘူးသူတို့မိုးနဲ့ပဲသွားတယ်အစ်စ်ကျွန်တော်ညမှာဂျပန်နေပို့လိုက်တဲ့ဟာတွေတချို့ကျတော့ပကံဆိုင်ရနေပြီးတော့ပြန်ဝယ်မလားအိုးတွေဝယ်လားဆိုတော့အိုးတွေဝယ်တယ်ဆိုတော့သူတို့ပြန်ရောင်းပေးတဲ့အိုးလေးရှိဒါတွေကတော့သူတို့လော့နဲ့တစ်လုံး1000ခွဲပတ်ချလေလောက်နဲ့ဟိုရထားတဲ့အိုးလေးတွေပေါ့ဒါလေးဆိုလည်းသူတို့ပိတ်မယ်ဒါလေးတွေကလည်းစိတ်ပန်းဖြေတဲ့အနေနဲ့ပဲစုကြတာဆိုတော့ဝါသနာရပင်ပန်းနေတာဆိုရင်ထုတ်ကြည့်လိုက်ဒါကလည်းပြောရမှာဆိုရင်ဒီလိုစုတဲ့လူတွေဝါနာပါတဲ့လူတွေပဲတည်တဲ့ခံစားချက်အိုးလေးတစ်လုံးကွဲသွားတာတော့ဘာလို့ဆိုရင်ဖြည့်တဲ့ခံစားချက်ကလည်းမကောင်းဘူးလေကျွန်တော်ညမပို့လိုက်တဲ့ဟာကွဲသွားတဲ့အိုးတွေရှိဒါဆိုကွဲသွားလို့ကျွန်တော်ပြန်ဆက်ထားတာကျွန်တော်502ကော်ရယ်အဲပြီးတော့အဲဟိုကျွန်တော်တို့ YC မအမှုန့်ပြန်တိတ်ပြီးတော့ဆက်ပြီးတော့ဘောကနေမှာရွှေအောင်ဆေးပြန်ပြီးတော့တုတ်ထားဂျပန်မှာလည်းသူတို့အဲကွဲတဲ့ဟာကိုပြန်ပြီးတော့ creation လုပ်တဲ့အမှုပညာရှိတယ်ကွဲတဲ့ဟာမလို့ပြပြန်နေကျွန်တော်အဲပြန်ဆက်ပြီးတော့တင်ထားဒါတစ်လုံးရှိတယ်ဒါလေးတစ်လုံးရှိတယ်နှလုံးကွဲလို့ပြန်ဆက်ထားကိုယ့်အကိုပြန်ပြီးတော့ဟမ်းမိတ်ပြန်လောက်ရတာ